စာတင်ရေးပြီးလားဘဝရဲ့အချိန်နိုင်ရဆုံးမြင်နိုးတွေငါရဲ့လော်လန်မှုကိုနိုင်ယူလို့တာရင်ကုန်တဲ့တွေခါတည်ရဲ့ရာရာတိုင်းမီးရဲ့စိတ်နဲ့ငါသက်ရှင်ရတာစိတ်ညစ်တဲ့ကောဒီမှာ